အားလုံးပဲမင်္ဂလာပါကျွန်မခုအိမ်မှာလွယ်တကူလှုပ်ရှားနိုင်တဲ့ရေခဲမုံပြုလုပ်နည်းလေးကိုလုပ်ပြမှာဖြစ်ပါတယ်ကျွန်မခုပြုလုပ်မဲ့ရေခဲမုံကတော့ blackberry လို့ခေါ်တဲ့ဒီ berry လေးနဲ့ပြုလုပ်မှာဖြစ်ပါတယ်အရင်ဆုံးလိုအပ်တဲ့ပစ္စည်းတွေကတော့နွားနို့1လီတာဒီဥစ္စာကတော့ cream 150 ml အသုံးပြုပါမယ်နောက်ပြီးတော့ rose water အနံ့အတွက်ဖြစ်ပါတယ်နောက်ပြီးတော့တကြားကိုတဝက်ကိုနွားနို့နဲ့ကြိုပြီးတော့မှတဝက်ကိုblackberry နဲ့ရောပြီးကြိုပေးမှာဖြစ်ပါတယ်ဒီဥစ္စာက100 gram စီဖြစ်ပါတယ်နောက်ပြီးတော့ဒီ pistachio ဒါမှမဟုတ်လည်းမိမိနှစ်သက်တဲ့တခြားတစ်တီး6တို့ဘာလို့လဲထည့်ပြီးတော့မှပြုလုပ်နိုင်ပါတယ်အရင်ဦးဆုံးအော်တစ်ခုထဲမှာနွားနို့1လီတာကိုထည့်ပါကြား100 gram ထည့်ပါခရင်ကိုတော့150 ml ထည့်ပေးရမှာဖြစ်ပါတယ်rose water ဒီဥစ္စာကတော့အနံ့အတွက်ဖြစ်ပါတယ်မရှိလို့ရှိရင်လည်းမထည့်ဘဲနဲ့ပြုလုပ်နိုင်ပါတယ် rose water ကိုလက်ဖက်စွန်းနဲ့တစ်စွန်းထည့်ပါပြီးပြီဆိုလို့ရှိရင်တော့ဒီနွားနို့အရောကို3ပုံတစ်ပုံထိကျသွားတဲ့အထိပြစ်လာတဲ့အထိကြိုပေးရမှာဖြစ်ပါတယ်နွားနို့ကိုကြိုထားတဲ့အချိန်မှာဒီဘက်ကလည်းနောက်ထပ်အိုးတစ်ခုနဲ့ blackberry နဲ့တကြားကိုရောပြီးတော့မှကြိုပေးပါမယ်မိမိအသုံးပြုတဲ့အသီးပေါ်မှာမူတည်ပြီးတော့မှဒီကြောင်ကိုချိန်ပြီးတော့မှထည့်ပေးနိုင်ပါတယ်ဒီ blackberry ကတော့အချို့တက်အများကြီးမပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကြောင်ကို100 gram ထည့်ထားတာဖြစ်ပါတယ်တကယ်လို့တခြားချိုတဲ့အသီးတရက်တီးတို့ဒွေးနီးလိုဟာမျိုးဆိုလို့ရှိရင်တော့ဒီကြောင်ကို short ထည့်ပေးနိုင်ပါတယ်ဒီနှစ်ခုကိုအရင်ဆုံးပျော်အောင်ကြေဝအောင်လို့ကြိုပေးပါမယ်နွားနို့ကိုကြိုထားတဲ့အချိန်မှာတော့အောက်ခြေမကအောင်လို့မကြငွေပေးရမှာဖြစ်ပါတယ်စူပါတီဆိုတာနဲ့မီးကိုတေးဆုံးကိုရှော့ချပြီးတော့မှခန်းသွားအောင်3ပုံတစ်ပုံထိကျသွားတဲ့အထိကြိုပေးရမှာဖြစ်ပါတယ်ကြိုထားတဲ့ဒီ blackberry လေးတွေအခုလိုနေထားရပြီဆိုလို့ရှိရင်တော့သူကိုဆန်းနဲ့ကြိတ်ပြီးတော့မှအစီလေးတွေကိုစစ်ထုတ်ပေးရမှာဖြစ်ပါတယ်ကြိုထားတဲ့နွားနို့အခုလိုမျိုး3ချိုးတစ်ချိုးလောက်ကိုပြစ်သွားပြီဆိုလို့ရှိရင်တော့ဒီပြစ်နေထားကိုအခုလိုမျိုးလေးစမ်းကြည့်ပါဒီလိုမျိုးလက်နဲ့တက်ချလိုက်လို့ဒီအကြောင်းအရာလေးကပူမသွားဘူးဆိုလို့ရှိရင်တော့ဒီပြစ်နေထားကရေခဲမုံလုပ်ဖို့အတွက်အဆင်သင့်ဖြစ်ပါပြီနောက်ပြီးတော့ blackberry 900 gram ကိုစောကကြိုပြီးတော့မှအနစ်တိုက်ထားတဲ့ဥစ္စာကိုရောထည့်ပေးပါမယ်ဆိုလို့ရှိရင်တော့အားလုံးသမအောင်ဝေပြီးပြီဆိုရင်ဖရီဇာထဲမှာထည့်ပြီးတော့မှရေခဲမုံပြုလုပ်လို့ရပါပြီပြီးပြီဆိုလို့ရှိရင်တော့ရေခဲမုံကိုခဲမဲ့ဘူးထဲကိုကျုံထားတဲ့အရောကိုထည့်ပြီးတော့မှခဲခန်းထဲမှာထားထားပေးရမှာဖြစ်ပါတယ်ခဲခန်းထဲမှာထားထားတဲ့အချိန်မှာတနာရီတစ်ခါလောက်ထုတ်ပြီးတော့မှဝေပေးရမှာဖြစ်ပါတယ်အဲဒီလိုတနာရီတစ်ခါလောက်ထုတ်ပြီးမွေပေးမှဒါလည်းရေခဲမုံကမွလေးရရှိမှာဖြစ်ပါတယ်တတိချောင်းနဲ့ pistachio ဒီလိုဟာမျိုးလေးတွေကိုထည့်ကျင်တယ်ဆိုရင်အခုထည့်ပေးလို့ရတယ်လို့ခဲပြီးမှတဝက်နေထားလောက်ခဲပြီးမှလည်းထည့်ပေးလို့ရပါတယ်ကျွန်မကတော့နည်းနည်းလေးခဲသွားပြီးမှထည့်ပေးမှဖြစ်ပါတယ် freezer ထဲမှာခဲထားတဲ့ဒီရေခဲမုံအရောလေးကိုအခုလိုတနာရီတစ်ခါလောက်အပြင်ကိုထုတ်ပြီးတော့မှအခုလိုမွေပေးရမှာဖြစ်ပါတယ်
လုံးဝခဲသွားတဲ့အထိအဲ့လိုမျိုးအခုလိုမျိုးမကြထုတ်ပြီးတော့ပါမွေပေးမှတာလေရေခဲမုံကမွားလေးရရှိမှာဖြစ်ပါတယ်ကိုလုံးမွေပြီးပြီဆိုလို့ရှိရင်တော့ freezer ထဲကိုပြန်ထည့်ပြီးတော့မှခဲထားပါမယ်ကိုလိုနေထားရပြီဆိုလို့ရှိရင်တော့မိမိထည့်ခြင်းနဲ့ဒီဆန်6တဲကိုထည့်ပြီးတော့မှသမအောင်မွေးပြီးတော့မှဆက်ပြီးတော့မှခဲထားပြရမှာဖြစ်ပါတယ်ခဲထားတဲ့ ice cream လေးကိုလိုနေထားရပြီဆိုလို့ရှိရင်တော့မိလိုတလို့ကိုလိုခဲသွားပြီဆိုလို့ရှိရင်တော့မျက်နှာပြင်လေးကိုညီအောင်ပြုလုပ်ပြီးတော့မှလုံးဝမာဝါတဲ့အထိခဲသွားတဲ့အထိfreezerထဲမှာထားပေးရမှာဖြစ်ပါတယ်ဒီဥစ္စာလေးကညတော့ကခဲထားတဲ့ဟာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့အရန်ခဲနေတဲ့အတွက်ကြောင့်မလို့မနက်ကိုအောက်ထက်ရေခဲတက်ရဲ့အောက်ထက်တဲကိုခဏရွှေ့ပေးထားပြီးသားဖြစ်ပါတယ်အရန်ဒီမှာခဲနေလို့ရှိရင်လည်းကော်ဘူးအတွက်ခက်ခဲရှိပါတယ်နောက်တစ်ခုက ice cream ကိုကော်ရမယ်ဆိုလို့ရှိရင်တော့ရေနွေးခွက်တစ်ခွက်လိုပါတယ်အဲ့ဒီရေနွေးခွက်တဲကိုမိမိသုံးပြမဲ့ ice cream scoop ကိုခဏလေးစိမ်ထားပေးပါပြီးဆိုမှဒါ ice cream ကိုကော်မယ်ဆိုလို့ရှိရင်တော့ကော်ရတာပို့ပြီးတော့မှလွယ်ကူပါလိမ့်မယ်အခုလို ice cream ကိုခတ်ထည့်ပြီးဆိုလို့ရှိရင်တော့အပေါ်ကနေမိနေတဲ့တလို့တီတီ6လေးတွေနဲ့အလားစေပြီးတော့မှတက်ကင်သုံးဆောင်နိုင်ပါပြီ။